အားလုံးမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာတော့မမနဲ့ collaboration ဗီဒီယိုဖြစ်ပါတယ်မမနဲ့ collaboration ဗီဒီယိုမှာမမမရှိတဲ့ညတွေတော့ဖြစ်ပါတယ်အားလုံးပဲကြည့်ပေးကြပါဦးဒီတော့ကျွန်တော်တို့ခုံကြောင်းကြည့်ပါပြီဒါလည်းမတော်မဖြစ်ပါတယ်ဘောရခုံကြောင်းတွားနေပါပြီခုံကြောင်းတော့တတိကုန်းရုပ်ကတော့ဖြစ်ပါတယ်ကျွန်တော်ကတော့လမ်းမသိပါဘူးဘောရခုံကြောင်းရောက်ဖြစ်ပါတယ်ဒီကဖုန်းမဖြစ်ပါနဲ့ဘောရဖုန်းကြောက်တော့ပါပြီဒါကတော့ဖုန်းကြောက်ပုံကျင်လေးပါဒါလည်းဖုန်းမဖြစ်ပါနဲ့ဘောရဖုန်းကြောက်နေပြန်လာပါပြီဖုန်းကြောက်အပြင်မှာတော့ကနလန်ကိုသွားပါရတယ်ကနလန်မှာစင်စာချိတ်ခဲ့ပါရတယ်ဇီရောရက်လည်းအများကြီးပါပဲမလမြန်ရောက်တာနဲ့ကနလန်လာဖို့ကျွန်တော်ပြောချင်ပါတယ်ဝါဟာဒီနေ့ရတော့ဝါဟာစားပြီးတော့ယူကိုသွားခဲ့ပါတယ်ကျော်ယူကိုတော့မလမြေပိုင်းသွားပါတယ်ဘယ်လိုလဲဆိုယူကိုမှရှိတဲ့ကိုရီကအရင်ကောင်းလို့ဖြစ်ပါတယ်အခုတော့ယူကိုသွားနေပြီးဖြစ်ပါတယ်အခုတော့ကျွန်တော်ယူကိုရောက်ဖြစ်ပါတယ်ယူကိုမှကျွန်တော်တို့ကိုရီကိုစားရဖြစ်ပါတယ်အဲဒီကတော့ကျွန်တော်ဟာဖြစ်ပြီးတော့ဟိုဘက်ကဟာတော့မဟုတ်တော့မှဟာပဲဖြစ်ပါတယ်ဒီတူရောက်ပါပြီဒီတူမှာတော့ကျွန်တော်မနက်ဘက်ကဘာမှမလုပ်ဘဲနဲ့ညနေဘက်ရောက်တော့3 ရေခုကမှရေတော့ခုခဲ့ပါတယ်3 ရေခုမှရှိတဲ့နေရာတွေကတော့အရင်ကပဲလှပါတယ်ရေခုဖြစ်တဲ့အတွက်ရေကိုင်းနဲ့ဗီဒီယိုရဲလို့မရတဲ့အတွက်ကျွန်တော်ဒီနေ့လုံးမှာပဲချက်လိုက်ပါတော့မယ်ဒီလူလာလေးကတော့ရဲလို့မရတော့ပါဘူးကျိုးတမားတယ်ဒီမှာတော့မောင်တုံမမရဲ့တငယ်ချင်းဆက်မှာဒီကတော့ရခဲ့ပါတယ်ဗျအခုကတော့မောင်ငယ်မလောမှုတော်ဆိုင်အောင်တွားနေပါတော့အဲ့ကမလောမှုတော်အရင်ကောင်းဆိုစားကြအောင်ခင်ဗျာအခုကတော့ဦးစီးနာဖျားကိုတွားနေဖြစ်ပါတယ်ကိုကတော့ရောက်ပါပြီခင်ဗျာအခုကတော့ဖျက်ပေါ်တက်ပါပြီကိုကတော့ဖျားကြတော့ပါမယ်ဖျားကတော့ပြီးတော့ကူးလို့ရအောင်ပတ်ဆိုင်လေးလှူလိုက်ပါသေးတယ်ဒါလေးကတော့ view လေးပဲဖြစ်ပါတယ်ဒါလေးကတော့မနုဿတိယဖနခွာလေးပဲဖြစ်ပါတယ်မတွေ့ဘူးဆိုတော့ကြည့်ရပါဗျာဒါလေးတွေကတော့ဖျားထဲမှာရှိတဲ့ရုပ်ထုလေးတွေဖြစ်ပါတယ်။အဲ့အရာတွေကိုကျွန်တော်လက်ပြထားပြပါတယ်။ဒါပြီးတော့ရှုခင်းတာဒီဘက်ကိုလည်းတွားခဲ့ပါသေးတယ်။ကျွန်တော်ကင်မရာမလာတော့ကောင်းကောင်းရိုက်ပြလို့မရဘူးဗျာအဲ့တော့တောင်းမှပါတယ်ခုကတော့ကြိုက်တလာဖျားကိုရောက်နေတာဖြစ်ပါတယ်
ဓလေကောက်ကျွန်တော်စောင့်နေပါတယ်ဗျာဓလေကပုံမျိုးဖျားပေါ်ရောက်လာပါပြီဒီနေရာလေးလည်းအရန်လာပြီကျွန်တော်ဖျားပေါ်ရောက်လာပါပြီဖျားပေါ်ရောက်လာတော့ဒီအရင်သွားပေါက်ပါခင်ဗျာဂလုတ်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 ဆောင်းတော့ရှေ့ရောက်တော့တော့ကောင်းမယ်ကိုကတော့ဖျားကြောပါမယ်ဒါလေးကလည်း view လေးပဲဖြစ်ပါတယ်ကလည်းနောက် view လေးပဲဖြစ်ပါတယ်ဗီဒီယိုလေးကတော့ဒီမှာပဲပြီးဆုံးသွားပါတယ်ဒီဗီဒီယိုကတွန်းမမနဲ့ collaboration ဗီဒီယိုဖြစ်တဲ့အတွက်တွန်းမရဲ့ channel မှာလည်းဗီဒီယိုအသစ်တင်ရမှာပေါ့နော်အဲ့ဗီဒီယိုလည်းကြည့်ရှုပေးလိုက်ကြပါဦးဒီနေ့ဗီဒီယိုကတော့တော့ပါပေါ့နော်အားလုံး bye နေအောင်နောက်လာမယ့်ဗီဒီယိုလေးတွေကြည့်ပြီးတော့ bye